Hello ချစ်ပေါ်တော်မင်္ဂလာဗျကွန်တို့ဒီဘာဒါကွန်တို့15ရက်6လ2026မှာ19ရက်6လ2026အထိเนาะတပတ်စာနှစ်ကြိမ်မြောက်ကွန်တို့ဇာတုကက်ဖရီတင်ခြင်းဖြစ်ပါတယ်เนาะโอเคပါပြီးခဲ့တဲ့ပတ်ကတော့ကွန်က break တင်တယ် share break ပေါ့เนาะကို break လုံးဝကိုမှ share အဆင်ပြေတယ်ဒီဘက်မှာတော့ကွန်နေနဲ့เนาะဒီပတ်တီးပေါ့เนาะတပတ်စာမပြောက်ပတ်တီးတင်မှာဖြစ်ပါတယ်ပေါ့เนาะโอเคပါဆိုတော့ကွန်ဒီဗီဒီယိုမရိုက်ဖြစ်တာလဲကြာပြီပေါ့เนาะကြာပြီအစားတော့ကွန်ကဒီမူဆွဲပြီးတော့ဒီပို့ဝဲတင်မလို့ပေါ့နော်ဒါပေမဲ့လို့ဗီဒီယိုမရိုက်ဖြစ်တာ၄၅6လောက်ကြာပြီဆိုတော့ကြောင့်မလို့ကိုနော်အားပေးချစ်ပေါ်လေးဒါမှတ်မိချင်မှမှတ်မိမယ်ပေါ့နော်ဆိုတော့ကြောင့်မလို့ကွန်ကိုမှတ်မိတဲ့ချစ်ပေါ်တွေကဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးလို့ကြည့်ပြီးတော့ဒီဗီဒီယိုဖိုင်လေးကို share ရနေရမှာ share ပေးပါညှော်ပေးပါပေါ့နော်โอเคပါဆိုတော့တပတ်စာကတ်ကိုကွန်တို့မစခင်ပေါ့နော်ဒါကတော့ကွန်တို့ဒီ app တိုင်းပေါ့နော်ပို့လေးတင်ပြီးတော့ခုနေကြတိုင်းဖြစ်တဲ့နော်ခေါနေကြတိုင်းဖြစ်တဲ့အခုမကျော်ပတိတစ်လုံးနဲ့တင်နေ၄ခွဲပြီးတဲ့ခါမှာတပတ်စာ၄လုံးအခွေအဲ့ဒီကနက်ကကန်ဆယ်လုပ်တဲ့ချစ်ပေါ်တို့ကကွန်ရဲ့ဘိုင်ကဖုန်းနံပါတ်3992653838ကိုဘယ်လိုဘိုင်ကနေတက်စစ်တင်းငွေညနေ9နာရီနောက်ဆုံးထားပြီးတော့ဆက်သွယ်ပြီးလို့ရပါတယ်ပေါ့နော်မှတ်ချက်အပတ်တိုင်းကွန်တို့အမြဲထွက်ပါတယ်နော်ဟုတ်ပြီအဲ့ဒီကနက်ကကိုမှတကက်ချင်းတွေခွဲပြီးတော့ယူလေရပါတယ်ကွန်ကြီးလုံးဝကိုမှရှယ်အဆင်ပြေလာမမေးနဲ့ကွန်တို့ပတ်တိကြိုက်တဲ့သူကလည်းပတ်တိပတ်ဆက်ဆက်လာလို့ရမယ်ပတ်တိကိုမှကွန်ကတင်ကနန်း၄ခွက်ထုတ်ပေးထားတယ်အပတ်တိုင်းအောင်ပါတယ်ပြီးတဲ့အခါမှာနော်တပတ်စာ၄လုံးအခွေလိုက်ရှင်တဲ့ချစ်ပေါ်ရလေ၄လုံးအခွေကို share စီလာလို့ရမယ်အဲ့ဒီကက်နှစ်ကက်ယူမယ်ဆိုလဲလုံးဝကမှ share ဆင်ပေးပါတော့နော်โอเคပါအမြဲတမ်းယူနေတဲ့လူအောင်ချစ်ပေါ်ရကွန်ကိုဆော့ဆော်လေးဆက်သွယ်ပေးနော်โอเคပါလူသစ်ချစ်ပေါ်လေးကွန်ကနော်လူကြီးအကန့်သက်ထားပါတယ်10ရောက်ပဲကွန်လူသစ်တွေကိုလက်ခံပါတယ်ပေါ့နော်โอเคဆိုကွန်လို့စလိုက်မယ်ပထမဆုံးဒီမှာကွန်အနီလေးနဲ့ပြပေးရတော့နော်3195အဲ့ဒီ၄လုံးပေါင်းခြင်းက9ရဲ့နက်က3အဲ့ဒီ3ပတ်တီဟာ1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ3ပတ်တီ3ပတ်တီ3ပတ်တီဆိုပြီးတော့ထွက်ခဲ့နော်โอเคဒါဆိုရင်ကွန်တို့အနက်လေးနဲ့ဒုတိယတက်မှုဆက်ကြည့်မယ်ဆိုလို့ရှိရင်လေ6549 6ပေါင်း3ရက်3ရက်5ပေါင်း5ရက်9ရက်ပေါင်း4အဲ့ဒီ4ပတ်တီကလည်း1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ4ပတ်တီဆိုပြီးတော့2ချိန်ထွက်ခဲ့ဆိုတော့တတိယတမှုကကွန်တို့ဒီလိုရှိမယ်1993နော်အဲ့ဒီ၄လုံးပေါင်းခြင်းကကွန်တို့နံပါတ်2ရဲ့နက်ကက4အဲ့ဒီ2ပတ်အဲ့ဒီ4ပတ်တီကလည်းကွန်တို့ဒီမှာ1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ4ပတ်တီ2ချိန်တိဆွဲခဲ့ဆိုတော့ကွန်တို့ဒုတိယတစ်ခါကိုစပ်ပြီးကြည့်မယ်ဒုတိယတစ်ခါမှာလည်းကွန်တို့ကဒီအပေါ်ရဲ့ပုံလာနိုင်ဖြစ်ပါတယ်ကိုလိုချင်တဲ့ပတ်တီကိုကွန်တို့ရန်သားမျိုးပြီးလို့မရဘူးပေါ့နော်သူရဲ့ formula စီဂျိုရပေးလာတဲ့ပတ်တီပဲကွန်ကယူရတယ်ပေါ့နော်โอเคအဲ့ဒီမှာကြည့်မယ်ဟေ့ဆိုလို့ရှိရင်ခွင်3ပေါင်း334ပေါင်း4ခွင်ပေါင်း1ရက်နဲ့8ဟုတ်ပြီအဲ့ဒီ8ပတ်တီဟာ1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ8ပူဆိုလို့8ပတ်တီရဲ့အစားနေမှာထွက်ခဲ့ဆိုတော့ခွန်းတို့ဒုတိယတမှုဆက်သွားမယ်ဒုတိယတမှုလည်းကွန်တီလေးရှိမယ်ဗျအနက်လေးနဲ့ဒီအပေါ်ရဲ့အဖုံးအတိုင်းဖြစ်ပါတယ်ပေါ့နော်ဒီမှာကွန်တို့3ခွင်3 5အဲ့ဒီ၄လုံးရိုးတဲပေါင်းချင်းထိမှာဖြစ်ပါတယ်ခွန်းသုံးပေါင်း3ည3ည3ပေါင်း3ရက်5ရက်ပေါင်း5 8အဲ့ဒီ8ပိုင်း8ပတ်တီးဟာ1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ8ပူးဆိုပြီးတော့8ပတ်တီးရဲ့အစားနဲ့မှထွက်ခဲ့ဆိုတော့ခွန်းတို့နော်တတိယတမှုဆက်သွားမယ်တတိယတမှုကဒီလိုရှိမယ်နော်ခရမ်းလေးနဲ့ပြပေးမယ်တတိယတမှုကခွန်းတို့ဒီမှာ3 4ဆောင်6 8โอเคအဲ့ဒီလေးလုံးပေါင်းခြင်းနက်ကရှုမှာဖြစ်ပါတယ်ပေါ့နော်โอเคပါ46ပေါင်း3ည8ပေါင်း8ရဲ့3ပေါင်း1ရဲ့နက်က8အဲ့ဒီ8ပတ်တီးဟာ1ရက်2ရက်3ရက်4 5ရက်တွင်မှာပထမဆုံးနေ့မှာပဲ8ပူဆိုပြီး8ပတ်တီးထွက်ခဲ့ဟုတ်ပြီဒါဆိုရင်ကွန်တို့တတိယတကက်ကိုဆက်သွားမယ်နော်တတိယတကက်ရဲ့အနေလေးနဲ့ပထမဆုံးတမှုကဒီအပေါ်ရဲ့ဖုံးလာတိုင်းဖြစ်ပါတယ်ဒီမှာကွန်တို့435ခွင်လေးလုံးပေါင်းခြင်းနက်ကဟုတ်ပြီခွင်5ပေါင်း2 2ရက်3ရက်ပေါင်း2 2 4ပေါင်း6ရက်နက်က9အဲ့ဒီ9ပတ်တီးက1ရက်2ရက်3ရက်4ရက်5ရက်အတွင်းမှာပြီးခဲ့တဲ့5ရက်အတွင်းမှာတစ်လုံးနှလုံးသုံးလုံးလေးလုံးတိတိထွက်ခဲ့နော်တစ်လုံးနှလုံးသုံးလုံးလေးလုံးတိတိထွက်ခဲ့တယ်ဆိုတော့ကွန်တို့အနက်လေးနဲ့ဒုတိယတမှုဆက်ပြပေးမယ်အနက်လေးနဲ့ဒုတိယတမှုကလည်းဒီအပေါ်ရဲ့ဖုံးလာတိုင်းဖြစ်ပါတယ်ဒီမှာကွန်တို့9ခွင်9နဲ့โอเคအဲ့ဒီလေးလုံးရိုးတဲပေါင်းချင်းထိမှာဖြစ်ပါတယ်9ပေါင်း3ညခွင်ပေါင်းခွင်2ရဲ့ပေါင်းချင်းက9အဲ့ဒီ9ပတ်တီးဟာ1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာတစ်လုံးနှလုံးသုံးလုံးလေးလုံးတိတိထွက်ခဲ့ဆိုတော့နောက်ဆုံးတမှုဆက်ပြပေးမယ်နောက်ဆုံးတမှုကလည်းဒီအပေါ်ရဲ့ခွန်တိုင်းပဲဖြစ်ပါတယ်ဒီမှာခွန်တို့
3ည5ဆောင်နှစ်နော်3ည5 9နှစ်အဲ့ဒီလေလုံးပေါင်းခြင်းနဲ့ခက်အရှုမှာဖြစ်ပါတယ်3ည5ပေါင်း5ရဲ့9ရဲ့ပေါင်း4 4ရဲ့2ရဲ့ပေါင်း5 6ရဲ့နဲ့ခက်က9အဲ့ဒီ9ပတ်တိရလေ1ရဲ့2ရဲ့3ရဲ့4ရဲ့5ရဲ့အတွင်းမှာတစ်လုံးနှလုံးသုံးလုံးလေးလုံးတိတိထွက်ခဲ့ဆိုတော့တော်တော်လေးကိုမှလှတယ်ပေါ့နော်ဇာတိုးတစ်လုံးနဲ့လိုက်ချင်တဲ့ချစ်ပေါ်တွေကတော့ပတ်ပတ်ဆက်ဆက်လိုက်လို့ရပါတယ်ပေါ့နော်โอเคဒါဆိုရင်ကွမ်တို့နော်15ရက်မှ19ရက်နေ့အထိထွက်မဲ့နော်ပတ်တိတစ်လုံးကိုပြပြီးမယ်နော်အဲ့ဒီပတ်တိရဲ့ပထမဆုံးတက်မှုကတော့ဒီအပေါ်ရဲ့ formula အတိုင်းဖြစ်ပါတယ်ပေါ့နော်ဒီအပေါ်ရဲ့ formula အတိုင်းဖြစ်ပါတယ်6364လေးလုံးပေါင်းခြင်းနက်က46ပေါင်း3ည3ည3ပေါင်း36ပေါင်းရ9ရဲ့နက်ကက6အဲ့ဒီ6ပတ်တိဟာတပတ်စာအတွက်ဖြစ်တယ်ပေါ့နော်တပတ်စာအတွက်ဖြစ်ပါတယ်ဆိုတော့ကွမ်တို့เนาะအနက်လေးနဲ့ဒုတိယတက်မှုပြပေးမယ်ဒုတိယတက်မှုကလည်းဒီပေါ်ရဲ့ဖုန်းလာတိုင်းဖြစ်ပါတယ်ဆိုတော့ဒီမှာကွမ်ကြည့်ပေးမယ်3ည4 6 โอเคအဲ့ဒီလေးလုံးထဲပေါင်းရေးထိတ်မှာဖြစ်ပါတယ်3ည4ပေါင်း4 6ပေါင်း3ည3ည6ရဲ့ပေါင်း6အဲ့ဒီ6ပတ်ပြီးရလေတစ်ပတ်စာအတွက်ဖြစ်တယ်တော်တော်လေးကောင်းနေရနော်โอเคနောက်ဆုံးတက်မှုပါကွမ်တို့ဒီလိုရှိမယ်ဒီအပေါ်ရဲ့ဖုန်းလာတိုင်းပဲเนาะဒီမှာ3 6 2 8ပေါင်းခြင်းနက်က8နှစ်ပေါင်း3ည3ညရဲ့6ရဲ့ပေါင်း6 6 3ပေါင်း9နက်က6ဆိုတော့တော်တော်လေးကိုမှတန့်တယ်လှရဲလှတယ်နော်ဘယ်လိုဒီမှာကြည့်မယ်ဟေးဆိုလို့ရှိရင်လေနော်344နော်344လောကမှာရှယ်ထွက်တယ်888ဒီမှာစပြီးညီသွားတယ်888 8ပါ999 9ပိုင်း9ပိုင်း9ပိုင်း666 6ပိုင်းလောကမှာပတ်တိသမားတွေလောကမှာ10ခီပတ်လို့ရပါတယ်နော်ဒါကွန်းရဲ့စေတနာ free ကလေးတင်ပြီးဖြစ်ပါတယ်ပေါ့နော်โอเคပါဆိုတော့ကွန်းလေးပါတိချာရေးပြီးထားမယ်နော်မိတဲ့ချစ်ပေါ်တွေကတက်ပုံရိုက်ပြီးတော့စိတ်ထားလို့ရပါတယ်ပေါ့နော်โอเคဆိုတော့ဒီမှာကွန်းတို့15ရက်6လ2026မှာကွန်းတို့က19ရက်ပေါ့နော်19ရက်6လ2026အထိပေါ့နော်တပတ်စာတပတ်စာမပြောက်ပတ်တီးပေါ့နော်မပြောက်ပတ်တီးမပြောက်ပတ်တီးရနော်ကွန်တို့ကနော်6ပတ်တီးနော်6ပတ်တီးဖြစ်ပါတယ်နော်အဲ့ဒီမှာအရန်ပတ်တီးထည့်ပြီးနေအရန်ပတ်တီးကတော့ဘာဖြစ်မလဲဆိုလို့ရှိရင်နော်သူ့ရဲ့ပါဝါတစ်ပတ်တီးဖြစ်ပါတယ်ပေါ့နော်အရန်နော်အရန်ပတ်တီးကတော့တစ်ပတ်တီးဖြစ်ပါတယ်ပေါ့နော်โอเคဒါနောက်ကွန်းစေနာနောက်ကွန်းရဲ့စေနာဖီးတင်ပြီးတဲ့ပတ်တီးပဲဖြစ်ပါဖရီးဆိုမယ်လို့ကွမ်ကဒါစေတနာပါတယ်ပေါ့နော်စေတနာပါတယ်တို့မယ်လို့ဖရီးမကစားခြင်းဘူးကွမ်တို့ကကန်ဆက်ပြီးတော့ကစားခြင်းနဲ့ဆိုတဲ့ချစ်ပေါ်တွေကတော့နော်ဒါကွမ်ရဲ့ Viber ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါမယ်399265 3838ကိုဆက်သွယ်လို့ရပါမယ်ကွမ်ရေးကောင်းလားမမေးနဲ့နော်ဆိုတော့ကွမ်ကဒီဖုန်းနံပါတ်တစ်လုံးပဲအသုံးပြုတယ်တကယ်လို့ဇာတို့ကတ်တရမထုတ်ခွင့်ဆိုလို့ရှိရင်ကွမ်ရဲ့ comment အောက်မှာကွမ်ကိုဆဲမှာအများကြီးလို့နော်ကွမ်ကထွက်လို့ကွမ်အရှောင်းချင်းဖြစ်ပါတယ်ပေါ့နော်โอเคဆိုတော့စိတ်တိုင်းကြကန်ဆက်ပြီးတော့လေကစားလို့ရပါတယ်โอเคပါကွမ်ရဲ့မူလေးကိုအမြဲတမ်းတွေ့ရှင်တယ်နှစ်လည်းနှစ်သက်တဲ့ဟေးဆိုလို့ရှိရင်တော့ချိုင်းနေတဲ့ဟေးဆိုလို့ရှိရင် comment မှာ share လို့ချက်လောက်မှပြီးပါနော်ချစ်ပေါ်ရဲ့ man check ကကွမ်တဲ့အာစီတစ်ခါဖြစ်ပါတယ်ဆိုတော့ကွမ်တင်ပေးတဲ့နော်15ရက်နေ့မှ19ရက်နေ့ဒီကွမ်တင်ပေးတဲ့မပြောက်6ပတ်တီနဲ့ပတ်တီသမားလေး share တီမီအစီအမီကောင်းပါလေโอเคပါအားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာ